Hello EDS Expert Data စာပေမှာကြိုဆိုပါရစေဒီ video file မှာဘာကိုပြောပြမလဲဆိုလို့ရှင်ပေါ့နော်ဒီကိုမှရှိနေတဲ့ကိုယ့်ရဲ့ check graph ကိုကာလာဘယ်လိုပြောင်းမလဲပေါ့နော်သူရဲ့ပုံမှန် auto ထွက်ပေးတဲ့ကာလာအပြင်ကိုပြောင်းခြင်းတဲ့ကာလာရှိတယ်ဆိုလို့ရှိရင်ကာလာဘယ်လိုပြောင်းလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်တကယ်လို့ဒီပိုင်ချက်တွေပေါ့နော်ဒီcheck graph ထုတ်တာတွေပြီးထုတ်တာတွေကိုမှကိုကမသိသေးဘူးဆိုလို့ရှိရင်အရှိ video တွေမှာပြန်သွားကြည့်လို့ရပါတယ်โอเคဒီမှာပထမဆုံးအနေနဲ့ပေါ့နော်ဒီ column ချက်ကိုပြောင်းမယ်သူကဒီမှာ color တွေအကုန်လုံးblue color သူက auto ပြောင်းပေးထားတာပေါ့နော်တကယ်လို့ကိုပြောင်းချင်တဲ့ color တခြားရှိချင်တယ်ဆိုရင်ကိုကဒီမှာဆိုရင်select မှတ်လိုက်အောင်မယ်select မှတ်ပြီးသွားလို့ရှိရင်right click နှိပ်လိုက်မယ်ဒီမှာ तू က outline color ကိုပြောင်းမှာလားပေါ့နော်တကယ်လို့ fade ပေါ့နော်ဒီထဲမှာကိုထည့်ခြင်းတဲ့ color ကိုပြောင်းမှာလားကိုကြိုက်တယ်လို့ဒီလိုတစ်ခုတည်းပြောင်းလို့ရတယ်တကယ်လို့ကိုကအဲ့လိုတစ်ခုတည်းမပြောင်းချင်ဘူးဆိုလို့ရှိရင်အကုန်ပြောင်းချင်တယ်ဆိုရင်လည်းရတယ်ကိုရဲ့ select မှတ်တဲ့ပုံမူတည်တာပေါ့နော်ကိုကတစ်ခုတည်း select မှတ်ပြီးတော့တစ်ခုတည်းပြောင်းမှာလားဒါအကုန်လုံး select မှတ်ပြီးတော့ right click နှိပ်မယ်ကိုရဲ့ fade ကဒီ color ပြောင်းမယ်ဆိုလို့ရှင်လဲဒါအကုန်လုံးကဒီ color ဖြစ်သွားပြီပေါ့နော်ဒါက color ပြောင်းတာဒီပိုင်ချက်မှာလည်းအတူတူပဲပိုင်ချက်မှာလည်းကိုကြိုက်တဲ့ဒီပေါ်မှာပဲ select မှတ်တာမလို့ရှင်သူ့ရဲ့ဒါလေးကိုlegend လို့ခေါ်တာပေါ့နော်သူရဲ့ legend လေးတစ်ခုပေါ်မှာမှတ်ပေါ့နော်ကိုကြိုက်တယ်လို့မှတ်လို့ရတယ်ပြီးရင် right key mouse ကနေပြီးတော့မှ right click နှိပ်မယ် right click နှိပ်မှဆိုလို့ရှင်ဒီမှာသူရဲ့ fade color ပေါ့နော်အထက်က သူရဲ့ fade color ကကိုဘယ် color ထည့်မလဲပေါ့နော်ကိုကြိုက်တဲ့ color ကိုထည့်လို့ရတယ်ပေါ့နော်ဒီမှာ outline ကကြတော့တိတ်ပြီးတော့မှမတိတာပဲမဲ့ကိုကြိုက်တဲ့ outline တကယ်လို့ထည့်ခြင်းနေဆိုရင်ပေါ့နော်ဒီလိုမျိုး outline လေးတွေလိုက်ပြီးတော့မှထည့်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီတခြားဒီဘက် color တွေပြောင်းခြင်းလဲအတူတူပဲ right click နှိပ်ပြီးတော့ပဲကိုကြိုက်တဲ့ color တွေပြန်ပြီးတော့မှဟို color ထည့်လို့ရတယ်ပြောပြဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်